ဒီ3 ရက်ကနည်းနည်းအရေးကြီးတဲ့အချိန်ကိုနည်းနည်းရောက်လာလို့ဒါနည်းကျွန်တော်ပြောပြတာပေါ့နော်ဒီတူဒီဒီပေးတဲ့ဟာကိုစိတ်ဝင်စားမှဝင်ကြည့်နော်ကိုယ့်အကောင့်ထဲမှာဒီတူဒီသမားတွေရှိလို့အဆင်မပြေဘူးဆိုရင်ကြော်သွားခွာသွားအဖရလောက်သွားအဆင်မပြေတဲ့လူဒီပြောပြရအောင်နော်ဒါကတော့ကိုယ့်အားကိုးနေတဲ့လူတွေရှိရတဲ့အတွက်ဒါကကျွန်တော်ဒါ ice ပြပေးတယ်ဒါတော်တော်ကျွန်တော်ဒါမပြဘူး live တွေပါဘာလို့မပြဘူးဆိုတော့တိတ်လဲမသိစေလူကိုလူလဲတိတ်မသိစေချင်တာတကြောင်ကိုပေးနေတယ်ဆိုတော့သိတဲ့လူတွေကသူကသူလာယူကြတယ်လာတောင်းလာပြောကြတယ်ဘလို့ရှိလဲဒါအကူကြီးတောင်းကြတယ်ကိုယ့်ကိုလူတိတ်လေးပဲကိုယ့်ကိုလုပ်ပေးတယ်ရင်လို popular ကြီးလည်းရမ်းမဖြစ်ရှင်တော့ရမ်း popular ဖြစ်သွားရင်ဘာဖြစ်တတ်တယ်ဆိုတော့လဲကိုသိသွားတဲ့အတွက်တိတ်ပြီးတော့တဲ့ရင်ဟောရင်ဖြစ်စေချင်တော့အဲ့တော့ကျွန်တော်ဥပြောချင်တာတေချာကြည့်ကျွန်တော်ဥပြမယ်နောက်ကျွန်တော်ဥပြရဆိုတာလေဒါဥနည်းနည်းလေးကြိုက်လို့ပေါ့နော်ဒီ site ကိုကြိုက်လို့နည်းနည်းလေးကိုလူတွေကိုထဲမှာရှိတဲ့လူတွေလည်းရစီချင်လို့ဒါကျွန်တော်ပြောပြတာနော်အဲ့တော့ဒါဥဒါကျွန်တော်ဥ satellite ထိုးမှာဆိုထိတ်စီးတဲ့ထွက်တော့မှာဆိုတော့တေချာလေးကြည့်ပြီပေါ့နော်ကဲပထမဆုံးတစ်ချက်ကျွန်တော်ပြောချင်တာကတော့ဒါတီတူဟာဒီလိုပေါ့နော်ဒီ38ပေါင်းကြီး1 6 9တစ်ကပ်ပါဝါ6ကပ်ပါဝါ9လို့ဒီလိုဖြစ်တယ်ဒါပထမတစ်ချက်ကျွန်တော်ပြမယ်နော်ဖြစ်တော့သူကဒီမှာသူက3ညဖြစ်တယ်5ဖြစ်တယ်3ဖြစ်တယ်နော်ဒီမှာဒီ6ဖြစ်တယ်1ဖြစ်တယ်8ဖြစ်တယ်ဆိုတော့မနေ့ကဖြစ်သွားတဲ့ပုံစံကျွန်တော်ယူဆလိုက်တဲ့ပုံစံနော်သူကဒီလိုဒီ3ည5 3ဆိုတော့ဖြစ်ပြီးဒီခွန်9ဒီသူကဒီမှာ6လို့ဝမ်းချင်းပြန်ပေးပြီနော်ပြန်ပေးတယ်မနေ့ညနေမှာကျွန်တော်ဘယ်လောက်ခံစားခဲ့လဲဆိုတော့ဒါမျိုးဖြစ်ပြီးဒီ6ဒီကိုဘိုင်ပေးပြီးတော့ဒီ6ဒီ6ဒီ6တလုံးကဘိုင်ဆိုရင်သူကခွန်နှက်ခတ်3ညဒီသူတို့ရရင်90တကောတည်းသူကဒီလိုကြာနော်ကဲဟုတ်ပြီသူကဒီမှာ6 1 8ဒီမှာဒီခွန်8ပေးတယ်ခွန်8ဒီကိုဝမ်းချင်းပေးပြီးသူကဒီ8ကို8လို့ဒီလိုဘိုင်မပေးပဲနဲ့ဒီခွန်ကိုဘိုင်ပေးပြီးတော့8နှက်ခတ်1လို့သူကဒီလိုပြန်ရိုက်တဲ့အတွက်17ဆိုပြီးကျွန်တော်သူကြားတယ်နော်အဲ့တော့ဒီမှာ169ဖြစ်တဲ့အတွက်သူကဒီမှာ9ခွန်ဒီ9ကဒီလိုကြားတော့သူကဒီညနေကို9သလုံးဘိုင်ပေးမလား9ခွန်နဲ့ပေးမလားကျွန်တော်ရွေးချယ်တာပေါ့နော်9ခွန်နဲ့ပေးရင်သူက9သလုံးဘိုင်ပေးရင်ခွန်နှက်က3ညသည်ဝင်05တကွက်ထဲအဲ့တော့ခွန်တလုံးဘိုင်ပေးပြီး9သလုံးကိုနှက်ခတ်ပြန်ချိန်မယ်ဆိုရင်83တကွက်ထဲအဲ့တော့ခွန်3နဲ့05ထိုးတယ်ဒါပေမဲ့သူက53ထွက်တယ်ကျွန်တော်မစဉ်းစားလိုက်တဲ့တစ်ချက်ကဘာလဲဆိုတော့သူကဒါမျိုးဖြစ်ပြီးသွားပြီဆိုရင်သူကဒီမှာကြာနေတဲ့တန်နေကုန်ကနန်းဟာနှက်ခတ်ညီကိုသူကဒီခွန်ကိုပါလည်းပဲနှက်ခတ်ညီကိုသူကထွက်တာကျွန်တော်ဆိုလို့ချင်တာသူကဒီမှာ168လို့ဒီလိုဖြစ်ပြီးသွားဒီခွန်ရှက်ပါလည်းပဲတန်နေကုန်မှာသူကပါဝါထွက်ပြီးထားတယ်အဲ့တော့သူကဒီမှာ169လို့ဒီလိုဖြစ်ပြီးသွားပြီဆိုတော့9ခွန်ပါလည်းပဲပါဝါနှက်ခတ်ညီကိုသူထွက်ကြမယ်ကျွန်တော်အဲ့ချက်လို့ကျွန်တော်သတိလွတ်သွားတဲ့အတွက်ကျွန်တော်က80ထိုးတယ်50ထိုးတယ်ဒီ53ကိုတော့မထင်လိုက်တာပေါ့နော်မထင်လိုက်ဘူးဆိုတော့လည်းကိုစီဇန်ထဲမှာ53ဆိုအစီအစဉ်မပါဘူးအဲ့တော့ဒီ50ခွန်ပါဝါနခညီကိုပြောင်းမယ်သူကလည်းခွန်3နဲ့ခွန်က35ဖြစ်ထားတဲ့အတွက်ခွန်3 35ကိုပါဝါနခညီကိုပြောင်းရင်သူက50 50ရယ်80ရယ်53ရယ်3ခုပဲသူကထိုးအောင်ဒါပေမဲ့ကျွန်တော်50နဲ့83တင်ထိုးတယ်ဒီ53ကိုတော့လက်လွတ်လိုက်ရတယ်ဗောနော်ဒါတခုအဲ့ဟာလေးရဆက်ပြီးကျွန်တော်ပြောပြချင်တာသူကဒီလိုမျိုးခွန်ကိုဒီလိုထွက်ပြီးသွားပြီဆိုရင်သူကဒီ6လုံးဘိုင်ကို6လုံးဘိုင်ပေးပြီးသွားရင်ဒီ90ဆိုတဲ့အချင်းကနောက်နေ့မှာသူကဒီ93ညဆိုတဲ့ဟောသူကပါဝါဆိုပြီးသူပေးတယ်တနေ့ကုန်မှာနော်တနေ့ကုန်မှာမနက်ပိုင်းလို့ကျွန်တော်မပြောဘူးနော်တနေ့ကုန်မှာလို့ကျွန်တော်ပြောတာနော်အဲ့တော့ဒီ93ညအချင်းကဒီမှာဆက်ပြီးလို့တော့90ကြာဟုတ်ပြီအဲ့ဒီကြာတဲ့90ကလေဒီ3ည5ဆိုတဲ့ပရိထဲကနေပြီးတော့93ညအပါနဲ့90ထွက်တာလားကျွန်တော်ပြောတာရှင်းတယ်နော်ဥဒီမှာခွန်8 sorry ဒီ168လို့ဒီလိုဖြစ်ပြီးသွားတယ်ဆိုရင်ဒီခွန်8ကဒီ1ခွန်လို့ဒီလိုကြာပြီဒီ1ခွန်အပါနဲ့ပဲဒီ3ပရိထွက်တယ်နော်ဒီမှာညီကိုထွက်တယ်ပြောချင်တာကဒီမှာ6ပရိဒီမှာ3ပရိအဲ့တော့ဒီ16ပရိထဲကနေဒီမှာ6ပရိထွက်တယ်ဒီမှာကတော့ तू က3.5ပရိကို93အပါနဲ့ तू က90လို့ तू ကလှလှလေးတွေ तू ကပေးတယ်နော်ဒီမှာကတော့16ပရိကိုဒီ1ခွန်အပါနဲ့ तू က
ပေးတယ်ဆိုပေမဲ့ तू ကညီကိုမထွက်ဘူးကွာဒီ1 5ဆိုတဲ့ကဏ္ဍထွက်သွားတယ်ဒါပေမဲ့တစ်ခွန်ပါနဲ့ तू ညီကိုထွက်ထားတယ်ကျွန်တော်ဆိုလို့ချင်တာ तू ကဒီမှာဖြစ်နေတာငါ3.5 break ကို6.3အပါနဲ့50ဆိုပါဝါထွက်တယ် तू ကဒီမှာ16 break ကိုတစ်ခွန်ပါနဲ့ तू ကအဲ့လိုမထွက်ဖက်နဲ့တစ်ခွန်ညီကိုကတ်ထားတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားစရာက तू ကဒီ16 break ကို53အပါနဲ့ तू ကထွက်မလားဒါမှမဟုတ်53ကိုပါဝါညီကိုနက်ခတ်အပူးနဲ့ပဲ तू ကထွက်မလားဒါကျွန်တော်တို့စဉ်းစားအောင်နော်အဲ့ဒါတစ်ချက်53ကိုပါဝါနက်ခတ်ညီကိုအပါနဲ့ပဲ तू ထွက်မလားတနေ့ကုန်ပါဒါတကက်နောက်တစ်ခုကကြတော့ဒီလို53လုံးဖြစ်ထားတဲ့ကိစ္စ955ဆိုပြီးဒီလိုဖြစ်တယ်နော်အဲ့တော့ဒီမှာဒီ999ဆိုပြီးဒီလိုဖြစ်တယ်ဖြစ်တော့ဒီတစ်ဖက်ကိုဒီလိုပြန်ကြည့်လိုက်တော့တော့ဘာဖြစ်တာလဲဆိုတော့ဒီဘက်က9ရက်လုံးထွက်တဲ့အတွက်တော့9ရက်လုံးကိုကျွန်တော်မပြောသေးဘူးเนาะဒီဗုဒ္ဓဟူးနဲ့တစ်ဖက်စီပဲကျွန်တော်ပြောပြမယ်39ကိုမနက်ကနညနေကန39 90လို့သူထွက်ထားတယ်เนาะဒီမှာပြန်ကနထွက်ထားတာเนาะ09ကို90လို့သူထွက်ထားတယ်333လို့ဖြစ်တယ်51ကို15လို့ထွက်ထားတယ်ဒီလို9ဖြစ်ထားတယ်ဒီဗုဒ္ဓဟူးကဏ္ဍဟာဒီညနေကဏ္ဍမှာဗုဒ္ဓဟူးမနက်ကဏ္ဍကညနေဘက်ကဏ္ဍကိုမကြနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူး။ဘာကြောင့်မပြောနိုင်ဘူးလဲဆိုတော့ဒီမှာဒီ6ကြိမ်အတွင်းမှာပြန်ကဏ္ဍတစ်စုံလာပြီးထားတယ်90 39 90ဆိုပြီးလာထားတယ်51ကို15ဆိုပြီးလာထားတယ်နော်ဒီမှာဒီတစ်ကြိမ်မှမလာသေးဘူးတစ်ချိန်မှမလာသေးဘူးဆိုတော့ကိုကစောင့်ပြီးတော့ဒီ9ဆိုတဲ့ဒီကနန်းကိုဒီကနန်းကြမှာဒီကနန်းလိုက်ထိုးမယ်ဆိုတော့ဟာတော့မဖြစ်စေချင်ဘူးเนาะဘာလို့မဖြစ်စေချင်ဘူးလဲဆိုတော့ကျွန်တော်ခုနကဒီအပြာပုံလေး169ဒီလိုကြားတဲ့အပုံစံမျိုးနဲ့ကျွန်တော်လိုက်ကြည့်ရသလောက်ဆိုရင်ဒီ၄ချိန်အတွင်းရကနန်းကိုသူဒီမှာတကွက်တော့သူချပေးလောက်တယ်ဘာကြောင့်လဲကျွန်တော်ဒီလိုပြောရလဲဆိုသူကဒီမှာဒီ90ကသူကဒီမှာ50လို့သူကဒီမှာထွက်ထားတယ်နော်50လို့သူထွက်ထားတယ်ဒီမှာဒီခွန်6လို့သူထွက်ထားတယ်ညီကိုထွက်ထားတယ်ဒီတစ်ခွန်ပါနဲ့ပဲသူကစားတာနော်ကျွန်တော်ပြောကြတစ်ခွန်ပါနဲ့ပဲသူကစားတာဒီမှာလဲ53အပါနဲ့ပြန်ကနန်းမထွက်ဘူးလို့မပြောနိုင်ဘူးအဲ့တော့ဒီ break နှလုံးနဲ့ရဒီ53အပါနဲ့ပါဝါနက်ခတ်ညီအကိုဖြစ်ကြမယ်လို့ဆိုရင်ကျွန်တော်အကြောက်ဆုံးကနန်းဒီဟာဒီ38ကျွန်တော်အရန်ကြောက်တာကျွန်တော်တကယ်ကိုဒီဟာတွေကိုကိုသိနေပြီးမရလိုက်မအောင်အရန်ကြောက်တာကျွန်တော်ကိုခက်ရှာထားတဲ့အရာတခုပါဗျာကျွန်တော်ကအမှန်တမ်းပြောသူများလိုမျိုးဘလုံးတုပ်ပြီးအကုန်လိုက်မရအောင်ပတ်လန်းမပတ်ဘူးတခါတလေ6ကွက်ထဲကထွက်ပါမယ်လို့သိတာတော့မှအဲ့6ကွက်ထဲမှာကျွန်တော်စကားတင်ရွေးတာကျွန်တော်ရွှေ့ကျင်းတို့ကျွေးတာနောက်ဆုံးလက်တကွက်2ကွက်ကိုပဲကျွန်တော်ထိုးတာ2ကွက်တော့မှတစ်ခါကျကျွန်တော်ရွေးရတကွက်ပဲကျွန်တော်ထိုးတာအဲ့တကွက်ထဲမှာတော့မှဒဲကိုထိုးတာအာချင်မှအဲ့ဒါတစ်ခါကျရင်သူများတွေကတော့ကိုယ့်ကိုကြည့်2မျိုးတို့9000ဘူးလောက်ထိုးပြီးတပြားမှမအားဘူးဆိုဟာမျိုးနော်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာပြောပါနော်အခုဒီမှာဒီဟာလေးအနေနဲ့ကျွန်တော်ဆက်ပြောရမယ်ဆိုရင် तू ကဒီ66999လို့ဒီလိုဖြစ်ပြီးနော်999လို့ဒီလိုဖြစ်ပြီးသွားပြီဆိုရင် तू ကဒီ6ကို6လို့ထည့်ပေးပြီး9ဒီလို6ပြောင်းတယ်နက်ခတ်ကိုသွားတာမနက်ပိုင်းကနန်းနော်ဒီမှာဒီနက်ခတ်ကိုစုံလိုက်ပြောင်းတာ8ကို1ပြောင်းတယ်3ကို5ပြောင်းတယ်စုံလိုက်ပြောင်းတာနော်အဲ့တော့ဒီမနက်မှာဒီလိုများစုံလိုက်ပြောင်းခဲ့ရင်တစ်က8လို့ဒီလိုထွက်ပြီး3က5လို့ပြောင်းဒီမနက်ဒီ38တဲကြရင်ကြမကြရင်38အချိန်ဒီမနက်38ပါမှထိုး38ပါမှထိုးဒီမနက်ကိုနော်ကျွန်တော်ကတော့ဒဲကိုကျွန်တော်ကျုံးပါဒီ38ကို38ထိုးရင်35ပါကျွန်တော်ထည့်ထိုးပါလိမ့်ဘာကြောင့်လဲဆိုတော့ဒီ16ပရိတ်ဒီကြနိုင်တဲ့အတွက်ပြောချင်တာကတော့ဗျာဒီ16ပရိတ်
ဒီမှာပြောရမှာနော်16 BK ကိုဒီက153နဲ့အပြီးဆိုရင်10ရှိမယ်15ရှိမယ်56ရှိမယ်51ရှိမယ်38ရှိမယ်33ရှိမယ်ကျွန်တော်ကဒီ date တလေကုန်မှာဖမ်းထားတာဒီ153ဒီလုံးဝမလွတ်ဘူးမလွတ်တဲ့အတွက်ဒီ153ပါမှသူပြီးမှဆိုရင်ကျွန်တော်ကဒီမက်ကိုဒီကနန်းနေရွေးတယ်10ရွေးတယ်56ရွေးတယ်38ရွေးတယ်ဒီ33ကိုကျွန်တော်ရွေးထားတယ်လောလောဆယ်ဒီဥပမာဒါကိုရွေးထားတယ်နော်အဲ့တော့ဒီပုံစံအမျိုးနဲ့သူကဒီကနန်းပြန်ကြပေးခဲ့တယ်နော်ဒီပုံစံမျိုးနဲ့ဒီကနန်းပြန်ကြပေးတယ်နောက်တစ်ခုကဒီ93လုံးဖြစ်တဲ့အထက်ကဒီ66ဆိုတဲ့တစ်ခွက်ဒီမှာလာဆင်းပေးတယ်ဒီတစ်ပတ်ထဲမှာနောက်ဆုံးမှလည်းဖြစ်ရှင်ဖြစ်မယ်ရှေ့ဆုံးမှလည်းဖြစ်ရှင်ဖြစ်မယ်ကြားကျင်တဲ့အချိန်သူကြားလိမ့်မယ်နော်ဒီ333ဖြစ်တဲ့အထက်ကဒီ31ဆိုတဲ့ကနန်းဒီမှာလာထွက်ပေးထားတယ်အဲ့တော့ဒီ9ဖြစ်တဲ့ထက်ကကနန်းတစ်ခွက်ကျင်းသေးပေါက်ကိုသူပြန်ကြအောင်ပါဒါဘယ်နေ့ကြမှာလဲသူကြနေတဲ့ကနန်းတောက်ကြမနဲ့တောက်ကြညင်းနေအဲ့တော့ဒီမှာထွက်မဲ့93ဒီ93လုံးနဲ့တစ်ခွက်တောက်ကြနေထိစောက်မလားဒါမှမဟုတ်မွေးကနန်းအနေနဲ့ပဲထိုးမလားဒါကိုယ့်ဘာသာကိုစဉ်းစားနော်ကျွန်တော်တော့မြင်တာတွေ့တာလေးကိုဒါကျွန်တော်ပြောပြတာအဲ့တော့ဒီမနေ့ထိုးရမယ်ကနန်း38မပါပဲလုံးဝမထိုးနဲ့နော်38မပါပဲလုံးဝမထိုးနဲ့ကျွန်တော်တော့ဒီမနေ့ကြိုက်တာတော့3ကိုပို့ကြိုက်တယ်ဒီမနေ့ကိုအဲ့တော့ကျွန်တော်ဒီမနေ့ထိုးမဲ့ကနန်းမိန်းကနန်းကျွန်တော်ပြောမှာနော်10နဲ့38ပဲကျွန်တော်ထိုးမှာနော်ကျွန်တော်ထိုးမဲ့ဒီမနေ့ကနန်းကျွန်တော်38နဲ့10ကိုပဲကျွန်တော်ထိုးမှာဘာကြောင့်ကျွန်တော်10ထိုးလဲဆိုတာကိုကျွန်တော်ထပ်ပြမယ်နော်ဟောဒီမှာ6 9ဆိုပြီးဒီလိုဖြစ်တယ်နက်ခတ်ဒီမှာဒီ1 8ဆိုပြီးနက်ခတ်ဒီလိုဖြစ်တယ်အဲ့လိုနက်ခတ်နှစ်ချက်ဆင့်ပြီးဒီလိုကြပြီးသွားပြီဆိုရင်သူက66ဆိုတော့ဒီဘွား6 9နဲ့1 8ကဒီမှာ96ဆိုပြီးဒီမှာလာကြတယ်နော်ပြီးသွားပြီဆိုရင်အဲ့ဒီ